Hallelujah အားလုံးပဲသခင်ယေရှုနာမနဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။အနေနဲ့ရရမှာရှိနေကြသောချစ်တော်ယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံးကိုသခင်ယေရှုနာမနဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ကယ်တင်တော်မူခြင်းနဲ့ဆိုင်သောငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းကျမ်းမာခြင်းနဲ့ကြွယ်ဝကောင်းစားခြင်းကောင်းချီးမင်္ဂလာတွေဒီလိုနဲ့ဒီလိုမိသားစုအသီးသီးပေါ်မှာတက်ရောက်ပါစေလို့ယေရှုနာမနဲ့ဆုတောင်းပေးပါတယ်။ဒီနေ့မှလည်းအသက်ရှင်တော်ထာဝရဘုရားရဲ့နှုတ်ကပတ်တော်ကိုသူတို့ကဆင်ခြင်ခွန်အားယူဖို့ခေါ်ဖိတ်ချင်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်ကောင်းစဉ်ကချမ်းသာသောအရာဖြစ်ပါတယ်ဟာလေလုယာချမ်းသာသောအရာဆိုတဲ့ကောင်းစဉ်နဲ့သူတို့ကနှုတ်ကပတ်တော်ကိုဆင်ခြင်လေ့လာဖို့ခေါ်ဖိတ်ချင်တာဖြစ်ပါတယ်ဓမ္မရာဆိုရင်ပထမဆောင်အခန်းကြီး15ထဲကအကြောင်းအရာဖြစ်ပါတယ်ရှောလူချမ်းသာသောအရာတွေထဲကဒီနေ့ကျွန်တော်တို့အတူတူကလေ့လာဖို့ဖြစ်ပါတယ်အငယ်3ကိုဖတ်ချင်တယ်ဓမ္မရာဆိုရင်ပထမဆောင်အခန်းကြီး15အငယ်3ယခုသွား၍ထိုအမျိုးကိုလောက်ကြံလို့နှမျောခြင်းမရှိပဲရှင်းရှင်းဖြစ်စီ၍ယောက်ျားမိန်းမသူငယ်နှုတ်ဆုမဆ၍တိုးနွားကလအုပ်မြင်းတို့ကိုတတ်တော်ဟုရှောလူအားဆင့်ဆိုသည့်အတိုင်းဖတ်တော်သောနှုတ်ပရာဖြစ်ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေဖျားသခင်ကနေပြီးတော့ prophet ရှမွေလကိုစေလွတ်တာဖြစ်တယ်ရှောလူစီမှာနော်အာမလက်လူမျိုးတွေကိုရှင်းရှင်းဖြတ်စီဖို့ဖြစ်တယ်ပြီးတော့သူတို့၌ရှိသောတိုးနွားဒရိစံနော်ယောက်ျားမိန်းမနှုတ်ဆုကလေးမကြံမြင်းတို့ကို၎င်းဂလအုပ်တို့ကို၎င်းဘာဖြစ်လဲရှင်းရှင်းဖြတ်စီခိုင်းတာဖြစ်တယ်ဒါဖရားရဲ့အမိတ်ဖြစ်တယ်ဖရားအမိတ်အတိုင်းပဲရှမွေလကလည်းရှောလူကိုလာပြီးတော့ပြောတာဖြစ်တယ်ဒါပေမဲ့ရှောလူသွားပြီးတော့တိုက်တဲ့အခါမှာသူကရှင်းရှင်းမဖြတ်စီပဲနဲ့ခြံထားသောအရာတွေကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်အငယ်9ကိုဆက်ဖတ်ခြင်းနဲ့လူအပေါင်းတို့ကိုဓာဖြင့်ရှင်းရှင်းဖြတ်စီလေ၏တို့ရာတွင်ရှောလူနှင့်လူများတို့သည်အာဂတ်မင်းနှင့်တကွတိုးနွားအမျက်လက်ဆူသောတိုးတငယ်ကောင်းသောဥစ္စာရှိသည်မြတ်ကိုနှမျော၍ရှင်းရှင်းမဖြတ်စီကြအတုံးမဝင်ရုပ်မာသောဥစ္စာရှိသည်မြတ်တို့ကိုသာရှင်းရှင်းဖြတ်စီကြ၏ဖရားရဲ့စကားကရှင်းရှင်းဖြတ်စီဖို့ဖြစ်တယ်ဒါပေမဲ့ရှောလူနဲ့ဣသရေလလူမျိုးတွေကမကောင်းသောအရာတွေနော်အတုံးမဝင်တဲ့အရာတွေကိုပဲဖျက်ဆီးပြီးတော့ကောင်းတဲ့အရာတွေဘာဖြစ်လဲစုသောတိုးတငယ်တွေကောင်းသောဥစ္စာရှိသမျှကိုနှမျောပြီးတော့ရှင်းရှင်းမဖျက်ဆီးပဲခြံထားတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဒါနဲ့ဖခင်သခင်အရန်အမျက်ထွက်တာဖြစ်တယ်ရှမွေလကိုတဆင့်ရှောလူစီတွားခိုင်းတာဖြစ်တယ်ရှောလူကရှမွေလကိုလာပြောတဲ့အရာလေးကိုကျွန်တော်အငယ်73ကိုဖတ်ချင်တယ်ရှောလူကလည်းထာဝရဘုရားသည်ကိုရော့ကိုကောင်းကြီးပေးတော်မူပါစေသောကျွန်ုပ်ဒီထာဝရဘုရားအမိန့်တော်တိုင်းပြုပါပြီဟုဆို၏တဲ့ရှမွေလလာတာကိုရှောလူမြင်တဲ့အခါမှာစီးကြိုပြီးတော့နော်ထာဝရဘုရားဒီကိုရော့ကိုကောင်းကြီးပေးပါစေဆိုပြီးတော့နှုတ်ဆက်စကားပြောတာဖြစ်တယ်ရှမွေလကိုအငယ်14မှာရှမွေလကလည်းတို့ဖြစ်လင်ငါကြားရသောတိုးမြည်တန်နွားမြည်တန်ကအဘယ်သို့နည်းဟုမေးတော်တဲ့သူကတော့ထာဝရဘုရားအမိန့်တော်တိုင်းကျွန်ုပ်ပြုပါပြီတဲ့ထာဝရဘုရားရဲ့အမိန့်တော်တိုင်းကျွန်တော်လုပ်ခဲ့ပြီးရှင်းရှင်းဖြည့်ဆည်းခဲ့ပြီးပြီလို့သူပြောတာဖြစ်တယ်ဒါပေမဲ့သူတို့သိမ်းယူလာတဲ့တိုးနွားတွေကမြည်တွေကအထက်ကနေပါဖြစ်လေအတန်ပေးနေတာဖြစ်တယ်အဲ့ဒါကိုရှမွေလကငါကြားနေတဲ့အတန်တွေကပါတယ်လေဒီအရာလေးကိုဒီနေ့ကျွန်တော်တို့ဆွင်ချင်းလေ့လာဖို့ဖြစ်ပါတယ်ခွန်အားယူစီခြင်းတာဖြစ်ပါတယ်ကျွန်တော်တို့ကရှောလူရှင်းရှင်းမဖြတ်စီပဲနဲ့ခြံထားသောတိုးနွားတရိษံတွေနဲ့ဥစ္စာပစ္စည်းတွေကိုပဲကျွန်တော်တို့သိတာဖြစ်တယ်တကယ်တော့ကျွန်တော်တို့ဟာရှောလူနဲ့အတူတူပဲဖျားမနစ်သက်သောဇာတိတဘောအလုံးစုံကို
အမှန်တကယ်ကျွန်တော်တို့ကကားတိုင်းပေါ်မှာခရစ်တော်နဲ့အတူအသေးခံပြီးလို့ဂလတိ1:20ထဲမှာပြောတော်ညာလေကျွန်တော်ရှင်းရှင်းမဖြတ်စည်းသောအရာတွေများစွာရှိတာဖြစ်တယ်ကျွန်တော်ခြံထားသောအရာတွေရှိတာဖြစ်တယ်ကျွန်တော်ဖြတ်စည်းလိုက်တဲ့စာတိတဘောတွေကအယုတ်အလက်တွေပဲအသုံးမဝင်တဲ့အရာလေးတွေပဲကျွန်တော်ဖြတ်စည်းတာဖြစ်တယ်တကယ်တော့ကျွန်တော်ခြံထားသောအရာတွေကကျွန်တော်ရဲ့စာတိတဘောတွေကျွန်တော်ရဲ့အတ္တတွေကျွန်တော်ရဲ့မမာဒနာတွေကျွန်တော်ရဲ့ဆွဲလန်းသောအရာတွေလောဘတွေကိလေသာတွေကျွန်တော်ခြံထားတယ်ဖယားခင်ရဲ့ရှေ့မှာနော်ကျွန်တော်ရဲရဲဝဝဝန်ခံဖို့ဖြစ်တယ်တင်ဝန်မခံရင်လည်းတင်မဖြက်စီးပဲတိမ်ထားတဲ့အရာတွေကလေအတန်ပေးနေတယ်ဖယားကြားတယ်ဖယားတိတာဖြစ်တယ်ဒါကြောင့်မိမိရဲ့အပြစ်ကိုပါလေဝန်ချတောင်းပန်တော်သူကဖယားခင်ရဲ့ခွင့်လွှတ်ခြင်းတနာခြင်းကယူနာတာကိုခံရတာဖြစ်တယ်မိမိရဲ့အပြစ်ကိုဖတ်ထားတော်သူကလေကောင်းချီးမင်္ဂလာမရဘူးဒါကြောင့်ယနေ့တရားလေးအဖြစ်ကျွန်တော်ခွန်အားပေးခြင်းနဲ့ကျွန်တော်တို့ဖတ်ထားသောအရာတွေရှင်းရှင်းမဖြတ်စည်းပဲနဲ့ကျွန်တော်တို့ခြံထားသောအရာတွေဘယ်အရာတွေလဲစဉ်းစားပါချစ်တော်ညီကိုမောင်မများတင်မဖြတ်စည်းပဲနဲ့တင်ခြံထားသောအရာရှောလူခြံထားတဲ့အရာတွေကသူတို့အဖို့မဟုတ်ဘူးနော်ဖယားသခင်ကိုရစ်ပူစော်ဖို့လို့ပြောတာဖြစ်တယ်အယံကောင်းတယ်အဲ့ဒါလူအနေနဲ့ဆိုရင်တော့အယံကောင်းတယ်လူအကြိုက်ဖြစ်တယ်ဒါပေမဲ့ဖယားမနစ်သက်ဘူးဖယားကရစ်ပူစော်ခြင်းအမှုထက်နားထောင်ခြင်းအမှုကိုပဲနှစ်သက်တော်ဖယားသခင်ဖြစ်တယ်ဥပမာဆိုပါစို့ကျွန်တော်တို့ဥပမာပေးခြင်းလေဖယားကြောင့်တွားမဲ့တနင်္ဂနွေနေ့မှာအိုတီစင်းနှစ်ဆသုံးဆရတယ်နော်ယုံကြည်သူတွေမိတ္တရဖွဲ့တဲ့နေရာမှာတွားပြီးတော့ဝတ်ပြုကိုးကွယ်ကျမ်းစာသင်တန်းတွားမဲ့စာကျွန်တော်တို့ပါလေအလုတ်တွားရင်တာ၍ပတ်စံရတယ်ကိစ္စမရှိဘူးအဲ့နေ့ဖျားကြောင့်မတွားရရင်လေကျမ်းစာသင်တန်းမတွားရရင်လေကိစ္စမရှိဘူးအဲ့ဒီနေ့မှာအလုတ်ဆင်းမယ်အဲ့ဒီနေ့ရတဲ့ပိုက်ဆံတွေနဲ့ဖျားကြောင့်ကိုပေးလှူမယ်တခုခုဝယ်ပြီးတော့ဖျားကြောင့်ကိုလှူမယ်တော့မဟုတ်စားတော့တခုခုနဲ့ဖျားကြောင့်ကိုစက္ကပ်မယ်ခါလေးကျွန်တော်တို့ကအဲ့လိုအစားထိုးတတ်တာဖြစ်တယ်စိတ်ထင်ကျွန်တော်ရဲ့အတွေးခေါ်အကြံစီကောင်းမယ်ထင်တာနော်ဖျားကကျွန်တော်ရဲ့ရစ်ပူစော်ခြင်းကိုလိုအပ်တာမဟုတ်ဘူးတင်းရဲ့ယူဆောင်လာတဲ့ရစ်ကောင်းတွေကိုဖျားကမနှစ်သက်ဘူးတင်းရဲ့နားထောင်ခြင်းကိုနှစ်သက်တဲ့ဖျားခင်ဖြစ်တယ်တင်းရဲ့နားထောင်ခြင်းဟာဖျားခင်ကိုရစ်ပူစော်ခြင်းဖြစ်တယ်ဟာလေလုယာဖျားရှင်နာမပုံကြည်ပါစေနားထောင်ခြင်းဟာတကယ်မြတ်သောရစ်ပူစော်ခြင်းဖြစ်တယ်ကျွန်တော်ကဖျားစကားတော့နားမထောင်ဘူးဒါပေမဲ့ကျွန်တော်ကဘာဖြစ်လဲဖျားပုံးတော်အတွက်ဖျားအမှုတော်အတွက်အတင်းတော်အတွက်ဆိုပြီးတော့အလှငွေတွေပေးလှူတာတကယ်တော့အဲ့ဒီအလှငွေတွေဖျားတောင်းတာမဟုတ်ဘူးဖျားကသူ့ကိုကိုးကွယ်ဖို့ဒီနေ့ကျွန်တော်ရဲ့အချိန်ကိုတောင်းတာဖြစ်တယ်စိတ်နှလုံးသားကိုတောင်းတာဖြစ်တယ်ကျွန်တော်တော့မဟုတ်ဘူးရှောလူကဲ့သို့ဖျားကိုပူဇော်ဖို့ဒီနေ့စင်းနေရတဲ့ပတ်စံနေဖျားအတွက်လှူမယ်ရတဲ့ပတ်စံနေသာသနာအတွက်ပေးလှူမယ်ကောင်းတယ်အရန်ကောင်းတယ်လူအထင်မှာအရန်ကောင်းတယ်ဒါပေမဲ့ဖျားလက်မခံဘူးဖျားကနားထောင်ခြင်းကိုပဲလက်ခံတာဖြစ်တယ်တလင်းတွေနေဟာတန့်ရှင်းသောဥပုပ်တော်နေ့ဖြစ်တယ်ဖျားခင်နေ့ဖြစ်တယ်သူ့ကိုကိုးကွယ်ရမယ့်နေ့ဖြစ်တယ်နားထောင်နဲ့ကိုးကွယ်အဲ့ဒါကောင်းကြီးဖြစ်တယ်အဲ့ဒါတင့်ရဲ့ရစ်ပူစော်ခြင်းဖြစ်တယ်ဟာလေလုယာခါလေးကျွန်တော်တို့ကအဲ့လိုတစ်ခုခုဆိုရင်အစားထိုးမယ်နော်ပတ်စံပေးလိုက်မယ်အတင်းတော်မှာလှူလိုက်မယ်အတင်းအုပ်ဆရာနဲ့အတင်းတော်လူကြီးတွေကြိုက်တာပေါ့ဒါပေမဲ့ဖျားမကြိုက်ဘူးအော်တင်ကဖျားကြိုက်တာလုပ်မှာလားတင်းရဲ့တင်းအုပ်နဲ့တင်းတော်လူကြီးတွေကြိုက်တာလုပ်မှာလားဒါကျွန်တော်တို့စဉ်းစားဖို့ဖြစ်တယ်ဒီမှာကျွန်တော်တို့တွေ့တဲ့ရှော်လူခြံထားသောအရာတွေနော်အတန်ပေးတယ်တင်ခြံထားသောအရာတွေအတန်ပေးနေတယ်ဖျားတိတာဖြစ်တယ်ဒါကြောင့်ဖျားသခင်ကရှင်းဖြက်စီဆိုပါလေကျွန်တော်ရဲ့စာတိသဘောတွေကျွန်တော်ရဲ့အတွေးခေါ်တယ်ကျွန်တော်ရဲ့အကြံစီတွေကျွန်တော်ရဲ့အကျင့်ကြံပြုတ်မှုခြင်းတွေဖျားသခင်မနစ်သက်သောအရာမှန်သမျှအလုံးကျွန်တော်တို့ဘာလို့ဖို့လို့လဲ
ဖျက်ဆီးပစ်ဖို့လိုတာဖြစ်တယ်။တင်မဖျက်ဆီးပဲနဲ့ခြံထားတဲ့အကောင်းဆုံးသောအရာတွေကပါရီလေဆိုတာကိုစဉ်းစားပါ။ရှင်းရှင်းဖျက်ဆီးပါ။ဒီမှာကျွန်တော်တွေ့ရတယ်။ဖျားရဲ့စကားနားမထောင်ခြင်းဟာပါနဲ့တူလေဆိုရင်ဒီမှာကျွန်တော်တွေ့ရတာဖြစ်တယ်။အငယ်20ကနေကျွန်တော်23ဖတ်ချင်တယ်ရှမွေလကလည်းသာရဖျား၏အမိတ်တော်ကိုနားထောင်ခြင်း၌အာရတော်မူတကယ်သို့မီးရှို့ရာရစ်အစရှိသောရစ်မျိုးတို့ကိုပူစော်ခြင်း၌အာရတော်မူမီလောအလိုတော်တို့လိုက်ခြင်းသည်ရစ်မျိုးထက်သာ၍ကောင်း၏နားထောင်ခြင်းသည်တိုးစီဥထက်သာ၍ကောင်း၏တဲ့ဟာလေလုယာအာမင်နားထောင်ခြင်းတိုးစီဥထက်သာ၍ကောင်းတယ်ရစ်ပူစော်ခြင်းသာ၍ထက်သာ၍ကောင်းတာဖြစ်တယ်နားမထောင်ပဲနဲ့ညင်းဆန်တဲ့သဘောကဘာနဲ့သူလဲဆိုရင်ညင်းဆန်တော့သဘောဒီနတ်ဆိုးနဲ့ပေါင်းဖော်ခြင်းကဲ့သို့ဖြစ်တယ်ဝါဖျားစကားနားမထောင်ခြင်းနတ်ဆိုးနဲ့ပေါင်းဖော်ခြင်းဖြစ်တယ်ခိုင်မာသောသဘောဒီပေတင်သစားကိုသုံးခြင်းကဲ့သို့၎င်းအပြစ်ကြီး၏တဲ့ခိုင်မာသောစိတ်တဘောမိမိမှာရှိနေတဲ့အဲ့ဒီအရာတွေကိုသိတော်ညာလဲမဖြတ်စည်းပဲနဲ့ခိုင်မာသောစိတ်တဘောကပေရင်တစားကိုသုံးခြင်းကဲ့သို့အပြစ်ကြီးတယ်တဲ့ဖခင်ရဲ့ရှိမှာဒါကြောင့်လို့ချစ်တော်ယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်မများခွန်အားပေးခြင်းနဲ့တင်မဖြတ်စည်းပဲနဲ့ခြံထားသောအကောင်းဆုံးသောအရာတွေကပါရီလေစဉ်းစားပါယခုပင်လေရှင်းရှင်းဖြတ်စည်းဖို့ဖခင်ရှိမှာဆုတောင်းပါလူအနေနဲ့မိမိနှစ်သက်သောဆွေးလန်းသောအရာကိုဖျောက်ဖျက်ပစ်ဖို့စွန့်ပစ်ဖို့အင်မတန်ခက်ခဲပါတယ်ဒါပေမဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ရဲ့မဆာခြင်းကိုတောင်းခံပါထိုတန်ရှင်းသောဝိညာဉ်တော်ဖခင်ရဲ့မဆာခြင်းအဖြစ်သင်မစွန့်လွတ်နိုင်သောသင်ရဲ့ဝါဒနာသင်ရဲ့ဆွေးလန်းတတ်မှတ်သောအရာတွေကိုထိုဝိညာဉ်တော်ဖခင်ကဖယ်ရှားပေးမယ်ဆိုတာကိုဒီနေ့ဒီနှုတ်ပတ်တော်လေးအဖြစ်အနေငယ်ဝင်ကားလေးခွန်အားပေးခြင်းဖြစ်ပါတယ်သင်ချန်ထားသောအရာတွေကပါရီလေယခုပင်လေရှင်းရှင်းဖြစ်စီပါလို့ခွန်အားပေးဒီနေ့တိုက်တွန်းဝင်ငါခြင်းဖြစ်ပါတယ်ဂျာနာတော်သူတယောက်ချင်းစီတိုင်းပေါ်မှာတန်ရှင်းသောဝိညာဉ်တော်ဖျားတည်တာ၍အလင်းပေးဖွင့်ပြလျက်အရောက်စီတိုင်းကိုဖျားသခင်ကောင်းကြီးပေးပါစေအာမင်